ဒါကတော့ဂျပန်နိုင်ငံရဲ့ကြောင်းကန်တင်းကအစားအစာတွေကဘာကြောင့်တစ်ကမ္ဘာလုံးမှာနာမည်ကြီးနေရတယ်လဲဆိုတဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ်။ဒီတိုင်းမိဖို့ကြောင့်ဝန်ထမ်းတွေဟာအထဲမဝင်ခင်မှာအလွန်တင်းကျပ်တဲ့ပိုးသက်စေတန့်စင်မှုတွေကိုအဆင့်ဆင့်လှုပ်ဆောင်ကြရပါတယ်။လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေအသားနဲ့ငါးတွေကိုလက်ခံရရှိတာနဲ့တီးခြားပြင်ဆင်တဲ့နေရာတွေမှာအမျိုးအစားလိုက်စနစ်တကျခွဲခြားထားပါတယ်။အရွက်တွေကိုဓာတ်နဲ့လှီးပြီးတာနဲ့အညစ်အကြေးတွေလုံးဝမကျန်အောင်ရေကန်ကြီးတွေထဲမှာအကြိမ်ကြိမ်စီးကြောပါတယ်။ပထမဆုံးဟင်းလျာကတော့ဂျပန်လူမျိုးတွေရဲ့အဓိကအစားအစာဖြစ်တဲ့ထမင်းဖြူပဲဖြစ်ပါတယ်။ဆန်ကိုတေချာစီးကြောပြီးအိုးကြီးတွေထဲမှာတနင်္ဂနွေကြာအောင်ချက်ပြုတ်ပါတယ်။ဒုတိယဟင်းလျာကတော့ဝါကူအမဲသားကာရီဆွပြုတ်ပါအစင်းမြင့်အမဲသားတွေကိုပပလိပြီးကြက်သွန်ဖြူနဲ့အရင်ဆုံးစီတန်းပြီးရင်အဲ့ဒီနောက်မှာတော့ငံပြားရည်အရသာမုံတွေမုံလာဥနီနဲ့ကြက်သွန်နီတွေကိုအစင်းလိုက်ထည့်ပြီးအလုံးနှက်ဆက်အောင်လို့ရောင်မကြီးတွေနဲ့အဆက်မပြတ်မှွေပေးရပါတယ်။နောက်ဆုံးမှာတော့မုံလာဥဂေါ်ဘီတုတ်နဲ့ကာရီမုတ်တွေကိုထည့်လိုက်ပြီးတဲ့နောက်မှာစပုံမူကြီးကအရသာကိုအသေးချာစစ်ဆေးပါတယ်။အလုံး OKB ဆိုမှသတ်မှတ်ထားတဲ့ပမာဏအတိုင်းစတီးဘူးတွေတဲကိုခွဲထည့်တာပါ။တတိယဟင်းလျာကတော့ပဲပီဆက်ဂေါ်ဘီဟင်းနုတွေနဲ့ကညွတ်တို့ပါဝင်တဲ့ဟင်းသီးဟင်းရွက်စုံပဲဖြစ်ပါတယ်။အလုံးပြီးစီးသွားတဲ့အခါမှာတော့ဒီအရသာရှိတဲ့ထမင်းဘူးတွေကိုကျောင်းတွေစီကိုစနစ်တကျပို့ဆောင်ပေးတာပဲဖြစ်ပါတယ်ခင်ဗျာ။